မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့ sunflower seed နေကြာစီကိုစားရင်လူခန္ဓာကိုယ်အတွက်ဘာအကျိုးရှိမှလဲဆိုတာပြောပြပေးသွားပါမယ်နေကြာစီဟာအရွယ်သိငယ်ပေမဲ့အာဟာရတန်ဖိုးအယမြင့်တဲ့အစအစာတစ်မျိုးဖြစ်ပါတယ်ပထမအချက်အနေနဲ့နေကြာစီထဲမှာမက်ဂနီဆီယမ်ပါဝင်တဲ့အတွက်တွေးကြောတွေကိုအနားယူစေပြီးတွေးဖိအားကိုလျော့စေနိုင်တယ်ဒုတိယချက်ကတော့ဗိုက်တာမင် E များစွာပါဝင်တဲ့အတွက်နှလုံးကျန်းမာရေးကိုကောင်းစေပြီးခန္ဓာကိုယ်ကိုအိုမင်းမြန်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။တတိယချက်ကတော့ nature semen healthy fats နဲ့ protein ပါဝင်တဲ့အတွက်ခန္ဓာကိုယ်အားအင်ကိုပေးပြီးအာဟာရပြည့်ဝစေပါတယ်။ဒါပေမဲ့အလွန်များများမစားသင့်ပါဘူး။တစ်နေ့ကိုလက်တဆုပ်စာစားရင်လုံလောက်ပါတယ်။ nature semen ကိုမြတ်သားစွာစားပေးမယ်ဆိုရင်ကျန်းမာရေးအတွက်အကျိုးများစွာရရှိနိုင်ပါတယ်။ဒီလိုကျမရဲ့အကြောင်းနဲ့ဗီဒီယိုတွေကိုကြည့်ရှင်ရင် like and follow လုပ်ထားဖို့မမေ့ပါနဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်